အခုတက်တော့တင်ထားတဲ့ကောင်မကိုနော်အဲ့ကောင်မကယောက်ျားရှိတယ်ယောက်ျားကငါပဲနော်သူ့မှာဖေးသုံးအောင်ရှိတယ်ဟဲ့လားသူနေရာသည်မော်ပြီးတက္ကသလေးမှာနေတဲ့နော်အခုယူထားတဲ့ယောက်ျားကနော်သူ့မှာတစ်ဆယ်မရှိတဲ့အတွက်ကြောင့်လက်ခံရင်တော့လက်ခံတာနော်ဒါပေမဲ့မင်းရှိရောက်လို့ရှိရင်အဲ့ကောင်မကပြန်ခုံပါပဲနော်အဲ့ကောင်မကဖင်မငိမ့်ဘူးနော်ဖင်မငိမ့်ဘူးရှိတယ်နော်နောက်တစ်ခုကဘာလဲဆိုတော့နော်သူ့မှာတားသမီး3ယောက်ရှိတယ်နော်ဒါနဲ့ဆိုရင်2ကြိမ်တော့ထွက်သွားတာဖြစ်တယ်နော်ပြန်လာရင်လည်းငါလက်မခံပါဘူးနော်တက်ကနေခေါင်းတုံးမြတ်မှာခေါင်းတုံးပြီးတော့တက်ကနေတက်နဲ့မောင်းတုံးမှာနော်အဲ့တော့တာသမီးမျက်နှာပြန်ငဲဟဲ့လားလင်သားမျက်နှာပြန်ငဲနော်ဒီလောက်ရှာကျွေးနေတဲ့လင်သားကိုနော်အဲ့တော့ဝကျွေးလဲပါလိမ့်မယ်ဝတ်လဲပါလိမ့်မယ်ငါတို့တားပါလေတို့စင်းစင်းရဲစင်းနဲ့ဝတ်မလဲစင်းနဲ့နော်နေအခုလက်ရှိနေ့လင်ငယ်နဲ့နေဟဲ့လားတော်ရှင်အောင်နေဟဲ့လားဒါမဲ့လာကွဲဖို့တော့လက်မထိုးတော့စဉ်းစားတာလက်မထိုးပြီးဆိုရင်ငါတိုင်းကိုအတန်းရုံးကိုတက်ပြီးတော့ငါနီးငါနဲ့ငါကွဲရလိမ့်မယ်နော်တို့လည်းတနာလို့မဟုတ်ဘူးတို့လည်းငါလွမ်းလို့မဟုတ်ဘူးနော်ငါသားသမီးနဲ့ငါနေလို့ရတယ်ထိုင်လို့ရတယ်နေအဲ့လိုချင်လို့ရှိရင်ပြတ်သားငါ့ကိုလက်မဲ့လာထိုးပြီးလို့ရှိရင်နေနဲ့တို့ချင်လို့ရတယ်ကြိုက်တဲ့လင်ကိုယူလို့ရတယ်ကြိုက်တဲ့နေမှာခံလို့ရတယ်နော်ဒီမှာလည်းဖာတယ်ပဲလှုပ်စားဟဲ့လားမင်းရှင်ပဲလှုပ်စားနော်ကြိုက်တဲ့နေမှာနေခံလို့ရတယ်ပြတ်သားခံလို့ရတယ်မင်းတို့ဘယ်မှမနှောက်ယှက်ဘူးနော်အဲ့တော့အင်ဒိုဂျင်းရဲ့အကြောင်းကိုလည်းပြတ်သားယူလို့ရအောင်ငါရှင်မလာပြီးတော့လက်မဲ့လာထိုးပြီးနင်ကိုကြည်ကြည်နဲ့ငါကွာပေးမယ်ဟုတ်ပြီလားအဲ့တော့ဒေါခင်တန်းသိဖို့ကိုငါတရားတွေပြီးတော့နင်ကိုလိုင်းပေါ်ငါတင်ပေးရတယ်ဟုတ်လားအဲ့ကောင်မကဖင်ကမြင်းတဲ့ကောင်မဖြစ်တယ်နော်အဲ့ဒါရှုံးကြီးစိတ်ကြရင်တော့အဲ့ကောင်မကိုခေါ်ထားရှိခေါ်ထားလိုက်ပြောချင်တာကတော့ဒီလောက်ပဲရှိတယ်နော်လက်ရှိမြို့လင်များပျော်ရွှင်နိုင်ပါစေလို့ဆုတောင်းပေးတယ်ကျေးဇူးတင်တယ်အများကြီး